အားလုံးပဲမင်္ဂလာပါခင်ဗျာနော်ကျွန်တော်ကတော့ကျွန်တော်ပဲဖြစ်ပါတယ်နော်အကူဒီမတွေအားလုံးပဲဗျာနော်ဒီဘက်မှာလည်းကူဒီမတွေအားလုံးပဲနော်အစင်မပြည်လိုက်ကြရလားပေါ့နော်ကျွန်တော်ဒီလိုမျိုးပဲကျွန်တော်မေးလိုက်တော့မယ်နော်ကျွန်တော်အများကြီးကျွန်တော်မပြောတော့ဘူးနော်ကျွန်တော်ကူမတွေနော်ကျွန်တော်ရဲ့ဒါဇာတို့မွေးအကူမတွေရောကျွန်တော်ရဲ့ဒါနေတိုင်းအကူဒီမတွေအားလုံးရောနော်အားလုံးကတော့အဆင်ပြေပါပြီအစာလည်းကောင်းပြီအနှောင်းလည်းသိကြပြီနော်ကူဒီမတွေအားလုံးပဲဘာလို့သေးလဲနော်ဘာမှမလုပ်တော့ဘူးဒါကျွန်တော်ဒီဘက်မှာကျွန်တော်ဒါပြောထားတဲ့စကားလေးရှိရနော်အခုဒီမှာရအောင်မယ်စောစောမိရင်စောစောနားပါလို့ဒါကျွန်တော်ဘက်ကတော့ပြောထားတယ်အခုဗီဒီယိုကနော်ဒါအခုမှကျွန်တော်ရဲ့ channel ကိုဝင်ရောက်ကြည့်ရှုအားပေးကြတဲ့နော်မိတ်ဆွေအသစ်အခုဒီမှာတွေအားလုံးတော့ကိုအဓိကရည်ရွယ်ပြီးတော့ဒါကျွန်တော်ဘက်ကနေပြီးတော့ဒါတင်ပေးခြင်းဖြစ်ပါတယ်အဲ့တော့ဒါကျွန်တော်ရဲ့ဒါ channel မှာအမြဲတမ်းဝင်ရောက်ကြည့်ရှုအားပေးနေကြတဲ့ကျွန်တော်ရဲ့ဒါအခုဒီမားတွေအားလုံးတော့ကတော့ဒါစောစောမီလို့စောစောနားကျင်နေဆိုလဲဒါတော့အကောင်းဆုံးပါပဲကျွန်တော်လည်းစောစောမီလို့စောစောနားပါပြီအဲ့ဒီတော့ကျွန်တော်တို့နော်19ရက်17လ2025ကနေ20ရက်17လ2025အထိဆိုပြီးတော့ကျွန်တော်တို့ဒါဂျာလာရီတောက်ကြဆိုပြီးတော့2ရက်ရှိပါတယ်အဲ့2ရက်တော့ကိုကျွန်တော်ဘက်ကနေပြီးတော့နော်ဇာရုပတိတစ်လုံးနဲ့ဇာတို့ငွေတစ်ကွက်ထုတ်ပေးဖို့ရှိပါတယ်အဲ့ဒါကကျွန်တော်ရဲ့ဒါအကူဒီမရောင်းဘက်ကနေပြီးတော့เนาะဒါကျွန်တော်တို့ကကြာတာပြီးတောက်ကြဆိုတဲ့2ရက်မှာအကူဒီမရောင်းဘက်ကဏ္ဍအများကြီးကိုလိုက်ချင်ဘူးเนาะဇာတို့ပတ်တိတစ်လုံးလောက်နဲ့ဇာတို့ငွေတစ်ကွက်လောက်ကိုပဲထိထိမိမိလိုက်ချင်တယ်ဆိုတဲ့အကူဒီမတွေအားလုံးတော့ကိုတီးတက်เนาะယူရပြီးတော့တင်ပေးတဲ့ဗီဒီယိုဖြစ်ပါတယ်เนาะနောက်တစ်ခုအနေနဲ့เนาะ19ရက်17လ2025ကြာတာပြီးနေကုန်တော့လုံးမိုက်ပတ်တိနဲ့မေယောတေကွက်မျှဝေတင်ပေးခြင်းဖြစ်ပါတယ်ခင်ဗျာเนาะအဲ့ဒီတော့ကျွန်တော်ရဲ့အခုဒီဗီဒီယိုကိုအစကနေအဆုံးထိသေသေးချာချာလေးပြီးဆုံးနိုင်အောင်ကြည့်ပေးပါเนาะဒီမှာရအောင်မယ်ဒါကျွန်တော်လည်းဒါအပြင်ဒါတော်တရားလေးရှိလို့ပေါ့เนาะကျွန်တော်လည်းဒါစကားကိုတော့အများကြီးပြောမနေတော့ဘူးဒီမှာအလုံးတော့ကိုဒါကျွန်တော်လူရင်းကိုပဲကျွန်တော်ပြောပြသွားမယ်เนาะဒါကျွန်တော်ရဲ့ဒါဇာတုံးမွေးပုံမတွေအားလုံးပဲเนาะကျွန်တော်တို့ဒါ15ရက်17လ2025ကနေ19ရက်17လ2025ဆိုပြီးတော့ကျွန်တော်တို့ဒါတလင်းလာအင်္ဂါဘူးဆိုပြီးတော့3ရက်အတွက်ဆိုပြီးတော့ကျွန်တော်ဘက်ကနေပြီးတော့ထုတ်ပေးထားတယ်เนาะဇာတို့ပတ်တီလည်းအောင်ပြီဇာတို့မွေးကွက်လည်းအောင်ပြီเนาะနှစ်တီးသားเนาะဒါကျွန်တော်ရဲ့ဒါဇာတို့မွေးကူမတွေအားလုံးကနှစ်တီးသားအောင်တယ်နောက်တစ်ခုအနေနဲ့เนาะ18ရက်17လ2025เนาะဘုရုနေ7နာရီ10မိနစ်မှာကျွန်တော်ရဲ့နေတိုက်အကူဒီမတွေအားလုံးကเนาะ4-5လေးစုပြီးတော့ကျွန်တော်တို့နှစ်တီးသား5ပတ်တီးနှစ်တီးသားအောင်မြင်မှုရရှိတယ်เนาะညနေပိုင်းမှာဆိုရင်9ခွန်เนาะဒီ9ခွန်ကတော့ဒါညနေပိုင်းထွက်တဲ့ဟာတော့ဒါ4နာရီ30မှာထွက်တဲ့ဟာတော့ဒါထားလိုက်တော့เนาะကူဒီမတွေအားလုံးပဲဒါကတော့ကူဒီမတွေအားလုံးပဲဒါကအစင်ပြေခြင်းမလည်းပြေးလိမ့်မယ်เนาะဥပမာအပြင်လူဆွေရောက်မှာအများဆုံးအစင်ပြေရင်တော့เนาะဟိုပေါ့2ယောက်လောက်ပဲထပ်ပြီးတော့အဆင်ပြေမဲ့ခဏမျိုးပေါ့နော်ကျွန်တော်မနက်ပိုင်းကျွန်တော်တနေကုန်ထုတ်ပေးတာဆိုပေမဲ့မနက်ပိုင်းထုတ်ရတဲ့ခါကျတော့ညနေပိုင်းကျတော့အားနေသွားပြီလေဘူးမှသိပြီးတော့ဟိုပါပေါ့ဒီကဏ္ဍမျိုးကြီးဒါထိုးကြမှာမဟုတ်တော့လေနော်ကျွန်တော်မနက်ပိုင်းနေ့ကကျွန်တော်တို့ဒါကျွန်တော်တို့နော်ဒါနေ့တိုင်းမှာဆိုရင်ကျွန်တော်တို့ပတ်သေးလက်အောင်တယ်ကျွန်တော်တို့ဒါမရောတိမ်မှာဆိုရင်လည်းကျွန်တော်တို့အောင်တယ်နော်ဒါကြောင့်နှစ်တီးသားအောင်တော့ညနေပိုင်းမှာတော့အားနေသွားလိမ့်မယ်ဒါကြောင့်မလို့မနက်ပိုင်းမှာတော့ထိထိမိမိအဆင်ပြေကြလိမ့်မယ်လို့ကျွန်တော်ဘက်ကနေပြောလိမ့်မိပါတယ်เนาะအဲ့တော့ကျွန်တော်တို့ကအပတ်တိုင်းမှာတော့ဒါအကူမလာလို့ပဲကျွန်တော်တို့ဒါအများနဲ့ကျွန်တော်အဆင်ပြေနေတာပါเนาะဒါကျွန်တော်ပြောနေရမှာမဟုတ်ဘူးကျွန်တော်ကဏ္ဍမှာလို့ကျွန်တော်ဂုံစားပြီးတော့ကျွန်တော်ပြောနေတဲ့စကားမဟုတ်ဘူးเนาะအကူဒီမတွေအားလုံးပဲသိတယ်เนาะဒါကျွန်တော်လုပ်ပေးနိုင်တဲ့အတိုင်းအတာတစ်ခုမှာကျွန်တော်အကောင်းဆုံးဆိုတဲ့အရာမျိုးတွေပဲကျွန်တော်အကူမတွေအားလုံးကျွန်တော်ချပြပေးတာပါเนาะအဲ့တော့အကူဒီမတွေအားလုံးလည်းကျွန်တော်ပေးတာကကျွန်တော်ဒီဒါစေတနာကိုပဲအဓိကထားပြီးတော့ကျွန်တော်ဘက်ကနေပြီးဒါပေးတာဖြစ်ပါတယ်။ကျွန်တော်ကဒါအတများနဲ့ပေးတဲ့သူမဟုတ်ပါဘူး။เนาะဒါလေးကျွန်တော်ပြောချင်ပါတယ်။အဲဒါကြောင့်ကျွန်တော်ရဲ့เนาะ channel ကိုလည်း subscribe မလုပ်ရသေးရင် subscribe နှိပ်ခဲ့ပေးပါ။ subscribe နှိပ်ပြီးတဲ့အခါမှာလည်း notification ခေါင်းလောင်းလေးကိုဖွင့်ထားဖို့မမေ့ကြပါနဲ့ဗျ။เนาะ notification ခေါင်းလောင်းလေးကိုဖွင့်ထားမှသာလေကျွန်တော်တူတီနဲ့ပတ်သက်ပြီးတော့တင်သမျှဗီဒီယိုတွေကိုကိုရီမားတွေအားလုံးကနေပြီးတော့အမြဲတမ်းမြင်ရတွေ့ရမှာဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့ကျွန်တော်ရဲ့အခုဒီဗီဒီယိုကိုเนาะလိုက်လက်မလေးမနှိပ်ပြရသေးတဲ့ကိုဒီမတွေအားလုံးကလိုက်လက်မလေးတယောက်တစ်ချက်ဒီဝိုင်းဝန်းပြီးတော့နှိပ်ခဲ့ပြီပါเนาะ
မ share ရသေးတဲ့အကူဒီမတွေအားလုံးကလည်း share ပေးတော့ပါမမျှဝေရသေးတဲ့အကူဒီမတွေအားလုံးကလည်းမျှဝေပေးတော့ပါเนาะကျွန်တော်ရဲ့အခုဒီ video ရဲ့ comment မှာလည်းเนาะမင်္ဂလာပါသူ့မို့ okay လောက်တော့အကူဒီမတွေအားလုံးကကျွန်တော်မှန်းခဲ့ပေးပါเนาะဘာလို့လဲဆိုတော့အားလုံးနဲ့အတူတူကျွန်တော်ဒီဘက်မှာတော့ကျွန်တော်တို့အစာလည်းကောင်းပြီနောက်လည်းသိကြပြီเนาะမင်္ဂလာတော့ရှိနေတာပဲเนาะမင်္ဂလာတွေနဲ့အားလုံးပဲပြည့်စုံအောင်เนาะဒါမင်္ဂလာရှိသောနေလေးတွေမင်္ဂလာရှိသောရက်မြတ်လေးတွေအားလုံးပိုက်ဆိုင်နေအောင်เนาะမင်္ဂလာပါတော့okay လောက်တော့အကူဒီမတွေအားလုံးပဲမှန်းခဲ့ပေးပါเนาะအကူဒီမတွေအားလုံးပဲကဲအဲ့အတွက်အကူဒီမတွေအားလုံးကိုဒါကျွန်တော်ဘက်ကနေပြီးတော့เนาะ19ရက်17လ2025ကနေ20ရက်17လ2025အထိဆိုပြီးတော့ကျွန်တော်တို့ကြာသာလေးတောက်ကြ2ရက်ရှိတယ်အဲ့ဒီအတွက်ကနန်းကိုအများကြီးလိုက်ချင်ဦးဇာတုပတ်တိတစ်လုံးလောက်နဲ့ဇာတုမှုတစ်ပတ်လောက်ဝထိတိမိလိုက်ချင်ပါတယ်ဆိုတဲ့အကူဒီမတွေအားလုံးအတွက်ကိုဒါကျွန်တော်ရဲ့เนาะဒါ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel မှာကျွန်တော်ဘက်ကနေပြီးတော့တင်ပေးထားပါတယ်เนาะဒါကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel ကိုဘယ်လို join ရမလဲကျွန်တော်ပြောပေးမယ်ကျွန်တော်ရဲ့အခုဒီ video ရဲ့เนาะ comment အပေါ်ဆုံးမှာကျွန်တော်ရဲ့ Telegram channel လေးနဲ့ကျွန်တော်ရဲ့ Viber channel လေးကိုပေးထောက်ပေးထားပါမယ်เนาะ Telegram သုံးတဲ့ကိုဒီမားတွေအားလုံးက Telegram channel ကို join တာ Viber သုံးတဲ့ကိုဒီမားတွေအားလုံးက Viber channel ကို join တာเนาะကိုဒီမားတွေအားလုံးကကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel ကို join တာလို့ကိုဒီမားအားလုံးကလုံးဝအကျိုးမရောက်ပါဘူးကိုဒီမားအားလုံးကလုံးဝအကျိုးရှိပါတယ်เนาะကျွန်တော်ဘက်ကနေပြီးကိုဒီမားတွေအားလုံးကိုဒါချပြပေးတဲ့အတိုင်းတာမှာကိုဒီမားအားလုံးမသိရเนาะကျွန်တော်စကားအများကြီးပြောမနေတော့ဘူးเนาะဘာလို့ဆိုတော့ကျွန်တော်အများကြီးပြောနေလို့ရင်မင်းကကနန်းမှန်လို့ဂုံစားတယ်ဖြစ်ရုံပဲเนาะကျွန်တော်ဘာမှတော့ဂုံစားတဲ့အကြောင်းမရှိဘူးဗျာเนาะကျွန်တော်တို့အလောင်းသားဆိုတာဘယ်အလောင်းသားပဲလို့အရှုံးရဲ့အနိုင်နှမျိုးပဲရှိတယ်အမှားရဲ့အမှန်ဆိုနှမျိုးပဲရှိတယ်เนาะကျွန်တော်ဘက်ကနေပြီးတော့အမြဲတမ်း upgrade လုပ်တယ်အမြဲတမ်းစူးစမ်းပြင်ဆင်တာကတော့เนาะအမှားနေပြီးတော့အမှန်များအောင်ပဲကိုဒီမအားလုံးကိုကျွန်တော်ဘက်ကလုပ်ပြီးတယ်เนาะဥပမာအပြင်เนาะဥပမာ10သေးရှိရဆိုရင်10သေးလုံးမှန်အောင်ပေးပါဆိုရင်တော့ကျွန်တော်လည်းဒါမပေးတတ်ဘူးဒါပွင့်လင်းပြောတာเนาะအမှားနေပြီးတော့အမှန်များအောင်ပဲကျွန်တော်ဘက်ကဒါအကောင်းဆုံးစူးစမ်းပြင်ဆင်ပေးနေပါတယ်ဆိုတဲ့အကြောင်းလေးပဲကိုဒီမအားလုံးကိုပြောချင်ပါတယ်เนาะကျွန်တော်ကိုယ်တိုင်လည်းဒီလောကတွေကလူဖြစ်တဲ့အတွက်ကျွန်တော်ကိုချင်းစားတယ်เนาะကျွန်တော်တို့ဒါရင်းထိုးနေရတာကျွန်တော်တို့လေးနဲ့လည်းရင်းထိုးလို့မရဘူးရင်းနဲ့လည်းရင်းထိုးလို့မရဘူးကျွန်တော်တို့เนาะဒါနဲ့ရင်းထိုးရတယ်เนาะဒါကြောင့်မလို့ကျွန်တော်အားလုံးကိုကိုချင်းစားတယ်ကျွန်တော်လည်းဒီလောကတွေကလူတယောက်ဖြစ်တဲ့အတွက်เนาะအဲ့တော့ကျွန်တော်ကိုချင်းစားပါတယ်အဲ့အတွက်ကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel မှာเนาะဝင်ရောက်ပြီးတော့ယူလို့ရပါတယ်ဒါပေမဲ့ channel ကိုတော့ join ထားပေးပါ channel join ထားမှသာလေဒါကျွန်တော်အတူတူနဲ့ပတ်သက်ပြီးတော့တင်ပြเนาะကဏ္ဍတွေကိုကိုဒီမရအောင်ပဲဒါအမြင်နဲ့မြင်ရတွေ့ရမှာဖြစ်ပါတယ်เนาะကဲအဲ့အတွက်ကိုဒီမရအောင်တော့လာပြီเนาะ19ရက်17လ2025ကျလာပရင်းနေကုန်တော့လုံးမိုက်ပတိနဲ့မရောတွေကိုပြောပြပါမယ်ခင်ဗျာเนาะ၃ညလုံးမိုက်ပတိနဲ့၅လုံးမိုက်ပတိဖြစ်ပါတယ်၃ညနဲ့ပတ်သက်တဲ့မရောတွေကိုပြောပြမယ်3ည1 3ည6 3ည8 3ည9เนาะ9နဲ့ပတ်သက်တဲ့မရောတွေကိုပြောပြပါမယ်9 1 5 6 9 8 9 9เนาะအဲ့ဒါက19ရက်17လ2025ကြာသာရင်းနေကုန်တော့လုံးမိုက်ပတိနဲ့မရောတွေကဖြစ်ပါတယ်ခင်ဗျာเนาะအဲ့ဒီထဲမှာကျွန်တော်ဘက်ကနေပြီးတော့ပါမိန်နဲ့ဒုမိန်ဆိုပြီးကျွန်တော်ဘက်ကခွဲထားတာရှိပါတယ်အဲ့တော့ကျွန်တော်တစ်ခါပြောပြပါမယ်เนาะပါမိန်အနေနဲ့ဆိုရင်9လုံးမိုက်ပတိပါ9နဲ့ပတ်သက်တဲ့မရောတွေကိုပြောပြမယ်9 1 5 6 9 8 9 9เนาะဒုမိန်အနေနဲ့ဆိုရင်3ညလုံးမိုက်ပတိ3ညနဲ့ပတ်သက်တဲ့မရောတွေကိုပြောပြမယ်3ည1 3ည6 3ည8 3ည9เนาะကိုဒီမရောလုံးမဲ့ဘယ်လောက်ဆိုရင်တော့ကိုဒီမရောလုံးမဲ့ဒါသဘောပေါက်နားလည်သွားလောက်ပြီးလို့ကျွန်တော်ဘက်ကနေပြီးတော့ဒါညော်လင်းပါတယ်เนาะအဲ့အတွက်ကျွန်တော်ရဲ့အခုဒီဗီဒီယိုလည်းကျွန်တော်တစ်လောက်နဲ့ပဲကျွန်တော်ရနာခြင်းပါတယ်ခင်ဗျာเนาะကျွန်တော်ရဲ့အခုဒီဗီဒီယိုကိုအစကနေအဆုံးလေးသေသေးချာချာလေးပြီးဆုံးလိုက်အောင်ကြည့်ပြီးတဲ့အကိုဒီမတွေအားလုံးလည်းရောက်ချင်းနိုင်ပဲစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့အားလုံးပဲပြည့်စုံကြပါသည်เนาะစီးပွားရေးလူမှုရေးကျမ်းမာရေးเนาะဆက်ဆက်ရအားလုံးနဲ့အဆင်ပြေကြပါသည်လို့ကိုဒီမတွေအားလုံးကိုကျွန်တော်ကနေပြီးတော့ဆုတောင်းမြတ်တာပို့တာပေးလိုက်ပါတယ်ခင်ဗျာเนาะကိုဒီမတွေအားလုံးပဲကံကောင်းကြပါသည်အားလုံးပဲကောက်လက်ပါเนาะဘာမှမပါ